ဟိုင်းဘရိုဒီညအရေးကြီးတဲ့လမ်းလာရေးပွဲရှိရနော်နှစ်သိန်းလုံးတက်ကတော့တည်ရရှင်အရေးကြီးတာပဲဗျာနှစ်သိန်းလုံးကလားရာတွေယူမှန်းချက်တွေမတူညီကြဘူးတသိန်းကချန်ပီယံလို့ခေါ်တဲ့အတွက်တသိန်းကကျွန်တော်တို့အသိန်းကချန်ပီယံဆုတိုက်ပွဲအတွက်နှစ်သိန်းလုံးကယူမှန်းချက်တွေမတူကြဘူးဆိုပေမဲ့ဘုံတွေမတူကြဘူးဆိုပေမဲ့တူညီတဲ့ယူမှန်းချက်တစ်ခုကတော့နှစ်သိန်းလုံးကအမှားခံလို့မရဘူးကျွန်တော်တို့အာဆင်နယ်အသင်းကလည်းချန်ပီယံဆုအတွက်ကိုခြေလုံးတစ်ချက်မှမှားလို့မရဘူးလက်ရှိချိန်မှာအဲ့လိုပဲတစ်ဖက်ကချက်စီကလည်းညာကလီဗာပူးနိုင်သွားတယ်လို့တစ်ဖက်မှာလည်းမန်ယူကအိမ်ဝင်းမှာကမ်းမှာဖြစ်တော့တယ်ကိုနိုင်မှုအားသာနေတယ်ဒီတော့လက်ရှိအချိန်မှာအဆင့်၄နေရာနဲ့၃မှတ်ပြတ်နေရတော့ကိုထပ်ပြီးမှားလို့ရှိရင်ကိုလူတယ်ရီကိုပါလိဖြစ်သွားလိမ့်မယ်ဒီတော့ချက်စီကလည်းဒါမှအမှားခံလို့မရဘူးနှစ်တင်းစလုံးက match win ဖြစ်နေရမယ်ပေါ့ဖြစ်နေတယ်ပေါ်ချူဂယ်ကောင်ဖြစ်တာနဲ့နေတူ PR ကလည်းနှစ်တင်းစလုံးမှာရှိသွားပြီဒါတော့သိကြတယ်ဗျာဒီ PR တွေကိုနီးပြတွေဘလို့ကိုင်နေလဲဆိုတာကဒီပွဲရဲ့အဖြစ်ဖြစ်လာမှာပဲကြထားပါပွဲကြောင်းလေးဆက်လိုက်ရအောင်ဒီနေ့လည်းညာထိတဲ့ကြုံမှုတွေကြည့်မယ်ဆိုလို့ရှိရင်တော့ yes စကြိုးကွာနေရဗျာကျွန်တော်တို့အသင်း Chelsea ကိုအိမ်ဝင်အမေရိကန်မှာနောက်ဆုံးရှုံးခဲ့တာ2021ခုနှစ်ကရှုံးခဲ့တာလူကာကူရခက်ကဗျာအဲ့တော့စီတူးနဲ့ရှုံးခဲ့တာအဲ့နောက်ပိုင်းတွေ့မြပွဲတွေအကုန်လုံးမှာတပတ်မှမတည်မကြတော့ရှုံးလည်းမရှုံးတော့အိမ်ဝင်ဆိုလို့ရှိရင်အိမ်ဝင်မှာဆိုလို့ရှိရင်အနိုင်နေပြီပဲဗျာအဲ့နောက်ပိုင်းပြောင်းလဲဆုံး10ပွဲမှာကျွန်တော်တို့9ပွဲနိုင်ပြီးတော့3ပွဲတည်ကြရတယ်တာထားတဲ့တည်3ပွဲက Chelsea Stamford Bridge မှာတည်ကြရတာဆိုလိုတာကကျွန်တော်တို့အမေရိကန်မှာတွေ့တိုင်းမှာကျွန်တော်တို့တင်ရပဲနိုင်ထားတယ်ဆိုတော့ထိတဲ့လို့စမှုရတော့ yes တက်ကွာနေတယ်ဗျာနှစ်တင်းကြာကားရဖောင်ကြည့်မယ်ဆိုလို့ရှိရင် Chelsea ကလည်းတကယ်မတင်နေဘူးနောက်ဆုံး9ဘက်မှာတေးကြလိုက်နိုင်တဲ့ချုံလိုက်တွေဖြစ်နေတာဗျာနောက်ဆုံးအင်္ဂလန်ပရီးမီယာလိပွဲစဉ်နဲ့ပွဲဆက်လိုက်ဖို့လည်းတေးကြဟာတာဗျာတေးကြထားတယ်အသိငယ်လေးတွေပဲတေးကြဟာတာဒီတော့ Chelsea ရဲ့ကားရဖောင်နဲ့ကောင်းနေလို့ပြောလို့မရဘူးဒါဖြစ်ကျွန်တော်တို့အသိအောင်ကျွန်တော်အသိရလည်းနောက်ဆုံး9ဘက်မှာနှစ်ပွဲတေး3ပွဲနိုင်ရဟာတယ်အရင်ကကောင်းနေရမှာပေါ့လေဒါပေမဲ့နောက်ဆုံးနောက်လန်ဒါပြီးပြန်ပွဲမှာတော့စပါးအိုးကမှကိုပြတ်နိုင်တာတယ်ဒီတော့အသင်းအတွက်နိုင်ပွဲအတွက် moment တစ်ခုပြန်ပြီးတိကျထားရလို့ပြောလို့ရတယ်ဗျာစစ်တပ်ပိုင်းဆိုင်ရာလည်းဒီပွဲကကျွန်တော်တို့အသာပြီးဖြစ်နေလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပြီးတော့ထပ်ကြည့်ရမှာနှစ်သိန်းကြားအားသာချက်တွေကျွန်တော်တို့ရဲ့အဓိကအကြီးမားဆုံးအားသာချက်ကအင်္ဂလန်အားသာချက်ဖြစ်နေရပဲဒီပွဲကလည်းအမေရိကန်ကန်ရမှာကျွန်တော်တို့ကပုံမှန်လဲဆိုလို့ရှိရင်အင်္ဂလန်မှာတော့ on fire ပဲဘယ်တင်းလာကြိတ်မယ်ဆိုတာကြီးပဲဒါကကျွန်တော်တို့ရဲ့အကြီးမားဆုံးအားသာချက်ဒါပေမဲ့တန်ဘက်ကလည်း Chelsea အားသာချက်ကလည်းသိရတဲ့အတိုင်းပဲအသင်းငယ်နဲ့တွေ့တာတိုင်ပတ်အင်္ဂလန်မျိုးရှုံးတွေ့ကြရင်ကြတာအသင်းချင်းတွေ့တော့ Chelsea ကတူတင်ကိုလည်းရှေ့ကြိတ်မယ်ဆိုတာကြီးပဲဗျာကျွန်တော်တို့ကလည်းပထမကြော်တုန်းကသူတို့အသင်းအင်္ဂလန်မှာတယောက်နဲ့အောင်မသိခင်ကောင်းလာဗျာရှယ်ပလန်နဲ့ကိုကျုံးကြပါလားဒါကသူတို့အသင်းအဓိကအကြီးမားဆုံးအားသာချက်ပဲဒီဟာဒီမှာသူတို့အသင်းရဲ့အသင်းချင်းတွေ့ရပွဲကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လီဗာပူးတို့စီးတီးတို့ဘာကာတို့နာပိုလီတို့အကုန်လုံးပတ်ပြီးဒုက္ခပေးလာတာဗျာဒီတော့အသင်းကြီးဘစ်မတ်ချင်းတွေ့မယ်ဆိုလို့ရှိရင် Chelsea ရဲ့ form တော့ရှုပ်လို့မရဘူးဗျ level တစ်ခုမှရှိတယ်ဗျဆိုတော့ကျွန်တော်အသင်းအနေနဲ့နိုင်နေကြအသင်းဆိုပြီးတော့တွားပြီးပေါ်တယ်လို့မရဘူးပေါ်လိုက်ခံတော့ရလိမ့်မယ်ပေါ်ပြီးတော့ဝူးတို့ဂရတန်တို့နဲ့ကတော့မျိုးတကိုးသိပြီးတော့ပိတ်ထဲကစားတော့မလို့ထိမဲ့ကစားမလို့တော်ရဲလို့မရဘူးအဲ့လိုလည်းရှိရင် Chelsea ကတည့်တဲ့အတိုင်းပဲကိုယ်တွေပြန်ချိတ်သွားလိမ့်မယ်ဒါတော့အာဒီတာအနေနဲ့သတိထားဖို့လိုတယ်လို့ကျွန်တော်ထင်တယ်ဗျာဒါတစ်ပိုင်းပြီးတော့ကျွန်တော်အသိမှာနည်းနည်းဝခွဲမြဖြစ်နေကြတဲ့တခုကကာယဘက်ပြန်လာမှမပါလာဘူးလားဆိုတာပဲကာယဘက်သာပြန်လာမယ်ဆိုလို့ရှိရင်နံပါတ်10ရိုးနေရာမှာကာယမှာ3ယောက်ဖြစ်နေတယ်အာဒီတာအနေနဲ့ဘယ်သူ့ကိုထည့်သုံးလဲဆိုတော့စဉ်းစားစရာပဲဗျာကွင်းလေတကယ်ပြဖို့ရိုးမှာဆိုလို့ရှိရင်တော့ Zubimendi နဲ့ Rice နဲ့ဒီနှစ်ခုကပုံသေးပဲသိကြတယ်ပြောစရာမလိုဘူးစဉ်းစားပါကလက်တော်များတော့လန်ထားပြီးမှခြေကမ်းပြခဲ့တဲ့ AC ကိုသုံးပါလားဒါမှမဟုတ် safe play ကစားတဲ့ဥဒကက်ကိုသုံးပါလားဒါမှမဟုတ် Chelsea နဲ့လို့ရှိရင်ခြေကမ်းပြနေကြကာယဘက်ကိုသုံးပါလားဒီသုံးခုကတစ်ခုတော့အာဒီတာနဲ့တေချာပြေးဖို့လိုတယ်ဗျဥဒကက်ကိုသုံးပါဆိုလို့ရှိရင်တော့တေချာတယ်ဗျဘောလုံးဆုံးရှုံးမှုနည်းလိမ့်မယ်ခုမပေးရဘူးလို့စိတ်ချလိမ့်မယ်ဒါပေမဲ့လည်းကျွန်တော်မျှော်လင့်ထားတဲ့ကိုကြီးတော့လွယ်လွယ်ကူနဲ့ကြောက်လာဖို့မလွယ်ဘူးဗျဘေးပေးလိုက်ဟိုဘက်ပေးလိုက်ဒီဘက်ပေးလိုက်နဲ့နောက်ပြန်ပေးလိုက်နေပဲတန်တရားလင်းနေလိမ့်မယ်နိုင်ကောင်းလို့ရှိရင်တော့မှရှင်ထွက်တဲ့ကြည့်နေရလိမ့်မယ်အစီနဲ့ဆိုလို့ရှိရင်တော့တက်ဆက်ကရင်ကုန်စိတ်နှချဖို့ကောင်းနေမှာတေးကြတယ်ဒါပေမဲ့လည်းတစ်ဖက်ကကြည့်လို့ရှိရင် Chelsea ရဲ့ speedy player တွေနဲ့ကောင်တာဖောက်လက်နေဆိုလို့ရှိရင်အစီနဲ့တိတ်တော့မလွယ်ဘူးဗျဒီတော့ကျွန်တော်စိတ်ထင်ကာယဘက်ကကြက်ခံပြုတ်ရနေမှာဆိုလို့ရှိရင် Chelsea ကိုလည်းဒုက္ခပေးနေတာဖြစ်တော့ဒီညပွဲကျွန်တော်အနေနဲ့ကာယဘက်ကိုပါလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗျဒါကကျွန်တော်အထင်ပေါ့လေဒီကွင်းနဲ့3ယောက်တည်းကိုအာဒီတာဘယ်လိုပွဲထုတ်မလဲဆိုတာပေါ့မူတည်ပြီးတော့ကျွန်တော်အသိရဲ့ပွဲရလက်ကအဓိကအဖြစ်ထွက်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗျာChelsea ကတေးကြတာတခုတော့ဒီနေ့ပွဲမှာ
ခံစစ်ကိုသတိထားပြီးတော့ခေါင်းတာအတက်နဲ့အဓိကအားထုတ်မှာပဲသိကြတယ်ဗျာပထမကျွန်တော်ကလည်းအဲ့တိုင်းပဲကျွန်တော်တို့ဒုက္ခပြေးသွားတယ်ဗျာဒီဘက်မှာလည်းဒီချက်စီနီးပြအနေနဲ့ဒီပုံစံတိုင်းပဲလာလိုက်မယ်လို့ကျွန်တော်ထင်တယ်ဗျာချက်စီကြောင့်ကျွန်တော်လည်းသိချာမပြောတတ်ဘူးဗျာချက်စီဘက်ကိုသိချာမကြည့်မိဘူးဆိုတော့လိုရမျိုးပါတစ်ဖက်မှာပြန်ဘက်ကကိုယ့်လိုကိုလုံသွားပြီးသားအခြေအနေမှာကျွန်တော်ဘက်ကလည်းအမားခံလို့မရဘူးလက်ရှိအချိန်မှာကျွန်တော်တို့အသင်းကလည်းတစ်ဖက်တစ်ကြည့်အနာထားတဲ့အတွက်ကိုကစားသမားအားလုံးကလည်းလမ်းဆန်းနေတယ်။ထိုင်ရကစားသမားစင်းကလည်းကင်းစင်နေတဲ့အတွက်ကိုကျွန်တော်တို့ကအင်အားအပြည့်နဲ့ဖြစ်နေလိမ့်မယ်။ကံမှာလည်းအိမ်ဝင်ဆိုတော့ကျွန်တော်အနေနဲ့ကျွန်တော်အသင်းကအာရုံစက်မှုအပြည့်နဲ့စနစ်တကျကူးစိုက်ကမယ်ဆိုလို့ရှိရင်အနိုင်တော့မှကတော့ကျွန်တော်တို့တေးရိုက်လို့ကျွန်တော်တို့ယူဆမိတယ်ဗျာ။ဒါကတော့ဗျာ